ကဘာပြက်ကိန်းဆိုင်လာချိန်မှာတကဘာလုံးအတွက်လုံခြုံရေးအိမ်တန်း30ကိုပဲချပေးထားတဲ့တကားလက်ကင်ကိုပထမဆုံးထိတွေ့သူကချက်ချင်းပဲအဲ့ဒီအိမ်နဲ့ချိတ်ဆက်မိပြီးအသက်ရှင်တန်ခွင့်ရရှိသွားမယ်တချို့ကကုန်တိုက်ကြီးတွေနဲ့ချိတ်ဆက်မိပြီးအကန့်အသတ်မရှိတဲ့အေးရကိုလေးအေးတွေအေးပလင်းတွေကိုပိုင်ဆိုင်သွားကြတယ်လို့တချို့ကြတော့လေတက်စတူရမ်းမိတာပဲကျဲတဲ့အများဆုံးအိမ်သာနဲ့ချိတ်ဆက်မိသွားကြတယ်ဘာပဲဖြစ်ဖြစ်အနည်းဆုံးတော့ကြွေပြားတွေကအေးနေသေးတာပဲလေကျမကတော့ဂိမ်းစမှာတင်လုံခြုံရေးအိမ်သုံးလုံးကိုပိုင်ဆိုင်ထားတယ်ဒီနေ့နေကအရန်ကိုပူပြင်းလွန်းတဲ့အလုပ်တော်ဝင်တွေပြည်နေတဲ့ရုံးဝင်တဲ့တယောက်ဖြစ်တဲ့ကျမကတော့မနက်၈နာရီရုံးချိန်ပြီးဖို့ကမန်းကရန်သွားနေရတော့ပဲတဟုံဟုံတောက်လောင်နေတဲ့အပူလိုင်းတွေကြောင့်အမြင်အာရုံတွေဝေဝါးလာပြီးကားပြီးကလည်းအပူချိန်မြင့်လွန်းလို့ချောထွက်သွားတယ်အကွေ့တစ်ခုအရောက်မှာလူရောကပါပြင်းပြင်းထန်ထန်လဲကျသွားပြီးနောက်ကျောဘက်ကအပူလိုင်းကကျမရဲ့ရေတက်တွေကိုစုပ်ယူသွားတယ်လို့ပဲခံစားလိုက်ရတယ်ကျမဒေါသထွက်တော့မလို့လုံနေတော့လမ်းပေါ်ကပိန်ပိန်ပပကောင်းမလေးတစ်ရောက်ရုတ်တရက်တောက်တောက်ကြီးလဲကျသွားတာကိုမြင်လိုက်ရတယ်သူမရဲ့အသားရည်ကပူချစ်နေတဲ့မြေပြင်နဲ့ထိမိသွားတဲ့အခါထွက်လာတဲ့ချီဆိုတဲ့အတန်ကြီးကလူကိုလမ်းဖြတ်သွားစေတယ်အဲ့ဒီအချိန်မှာပဲနားထဲမှာ electronic အတန်တစ်ခုရုတ်တရက်ထွက်ပေါ်လာတယ်ကမ္ဘာအဆုံးသက်ဂိမ်း Doomsday Game ကိုတစ်ကမ္ဘာလုံးမှာစတင်လိုက်ပါပြီ။နေအောင်ကြီးပောက်ကွဲမှု Solar Flare ဟာနောက်တနာရီကြာမှအမြင့်ဆုံးအဆင့်ကိုရောက်ရှိမှာဖြစ်ပြီးမြေပြင်အပူချိန်က80 degree Celsius ကိုကျော်လွန်သွားပါတော့မယ်။ကမ္ဘာပြက်ဂိမ်းဆက်ရောက်လာပါပြီ။စွမ်းဆောင်ရည်မျိုးမျိုးရှိတဲ့အပူချိန်ထိန်းလုံခြုံရေးအိမ်တန်း30ကိုလူတိုင်းလူယူနိုင်ဖို့ချပေးထားပါတယ်။လုံခြုံရေးအိမ်ကိုရှာတွေ့ပြီးဝင်ရောက်နိုင်တဲ့အသက်ရှင်ကျန်ရစ်သူတွေဟာအဲ့ဒီအိမ်နဲ့ချိတ်ဆက်နိုင်ပြီးကမ္ဘာပြက်ဂိမ်းမှာရှင်တန်ခွင့်ကိုရရှိမှာဖြစ်ပါတယ်။ကျမမတိစိတ်ကနေရှာတက်မိသွားတယ်80 degree ဆိုတာလူတွေကိုအရှင်လက်လက်ပေါင်းတင်တက်ဖို့လုံလောက်နေပြီးဘယ်မှာသွားပြီးဘေးကင်းတဲ့နေရာရှိတော့မှလည်းကောင်းကင်ကိုမော့ကြည့်လိုက်တော့ဖြူဖွေးနေတာပဲဆူရှာတဲ့အလင်းရောင်ကြောင့်လေထုတောင်တွက်လိမ့်နေတယ်လို့ပဲတကယ်ပဲကဘာပြက်မဲ့နိမိတ်စကားကတကယ်ဖြစ်လာတာလားကျမအတင်းအားတင်းပြီးအနီးနားကအရေးရတဲ့ခေါင်းမိုးအောက်ကိုဝင်ပုံးလိုက်တယ်သတိပေးတန်ကရုတ်တရက်ပေါ်လာပြီးစက္ကန့်နှဲငယ်လောက်ပဲကြားလိုက်တယ်ဘေးနားကလူတွေကတော့အစ်စ်လားအတူလားမတိချပဲမျက်လုံးပြူးမျက်စံပြူးဖြစ်နေကြတယ်ဒါပေမဲ့ကျမလိုပဲပတ်ဝန်းကျင်ကိုသတိထားပြီးစောင့်ကြည့်နေတဲ့သူတချို့ကိုတော့သတိထားမိလိုက်တယ်သူတို့လည်းပြောနေတဲ့လုံခြုံရေးအိမ်ဆိုတာကိုရှာချင်နေကြတာရုတ်တရက်ကျမရှိမှာချွေးတွေတရက်ဆက်တုံနေတဲ့အမျိုးသမီးတယောက်ရဲ့မျက်လုံးတွေအယောင်လက်သွားပြီးပြင်းထန်တဲ့နေအောင်ကိုအန်တုကမျက်နှာချင်းဆိုင်ကအဆောက်အုံစီကိုပြေးထွက်သွားတယ်ကျမရဲ့အကြည့်တွေကသူ့မစီမှာပဲစူးစိုက်ထားမိတယ်သူမကမျက်နှာချင်းဆိုင်ရုံးခန်းအဆောက်အုံရဲ့မှန်ချက်ရှိကိုရောက်သွားတဲ့အခါအလင်းပြန်နေတဲ့မှန်ပေါ်မှာရွှေရောင်တကားလက်ကင်တစ်ခုထူးထူးဆန်းဆန်းပေါ်လာတာကိုမြင်လိုက်ရတယ်သူမကအဲ့ဒီလက်ကင်ကိုလှမ်းကင်လိုက်တဲ့အချိန်မှာပဲမျက်နှာပေါ်မှာအလွန်ဝမ်းသာသွားတဲ့အမူအရာပေါ်လာပြီးချက်ချင်းပြောက်ကွယ်သွားတယ်တကယ်ကြီးလုံခြုံရေးအိမ်ဆိုတာရှိနေတာပဲလို့ကျမရုတ်တရက်သဘောပေါက်လိုက်တယ်ဒါသာကမ္ဘာလုံးဆိုင်ရာကပ်ပေးဆိုရင်ကမ္ဘာမြေပေါ်ကလူဦးရေတန်း1000ဘီလီယံအတွက်လုံခြုံရေးအိမ်တန်း30ဆိုတာဘယ်လို့မှမလောက်နိုင်ဘူးပြန်ဘက်တွေကအများများလုံးနဲ့တခြားသူတွေလုံခြုံရေးအိမ်ရဲ့တကားလက်ကင်ကိုမတွေ့ခင်ကျမအရင်ဦးအောင်ရှာမှဖြစ်မယ်ဒီလိုတွေးမိပြီးနောက်မှာကျမချက်ချင်းပဲအကဲခတ်ကြည့်လိုက်တော့မျက်နှာချင်းဆိုင်က6တွေ့နေတဲ့တစ်ပင်မစီပေါ်မှာလည်းမိန်ဖြာအလင်းပြန်နေတဲ့တကားလက်ကင်တစ်ခုကိုတွေးလိုက်ရတယ်ကျမတွေဝေမနေတော့ပဲချက်ချင်းပြေးသွားလိုက်တယ်ဒါပေမဲ့မထင်မှတ်ထားပဲဘေးနားကယောက်ျားတစ်ယောက်ကသူ့ရဲ့ကိုယ်လုံးကိုပေါက်အားတာချက်ကိုတုံးပြီးကျမကိုဘေးဘက်စီပြင်းပြင်းထန်ထန်ဝင်တိုက်ချလိုက်တယ်နားလေလို့တော့အော်ချင်မရလိုက်ဘူးအဲ့ဒီလူကတစ်ပင်ရှိကိုရောက်သွားပြီးလက်ကင်ကိုကိုင်လိုက်တာနဲ့ကျမတို့ရှေ့ကနေတန်းပြီးပြက်ကွယ်သွားတာကိုမြင်လိုက်ရတယ်ကျမရင်ထဲမှာအတော်လေးဒေါသထွက်သွားပေမဲ့စေးရီတိုင်းထွာနေလို့လေအလကားပဲဒီအပူချိန်ရဲ့ပုံမှန်မဟုတ်မှုကိုသတိထားမိတာကျမတယောက်တည်းမှမဟုတ်တာနီးလက်တစ်ခုခုရှာပြီးပုံတင်ထဲကိုတိအောင်လုံးမှတခြားသူတွေထက်ခြေတလန်းမြင်မှပဲအသက်ရှင်နိုင်မှာပထမချက်အနေနဲ့လုံခြုံရေးအိမ်တစ်ခုစလုံးမှာတကားလက်ကင်တွေရှိနေတယ်ဒါဆိုတကားလက်ကင်ဆိုတာကလုံခြုံရေးအိမ်ရဲ့တင်ကေတာပဲဖြစ်ရမယ်ကျမပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်လိုက်တော့လမ်းလေကောင်ကတ္တရာလမ်းပေါ်မှာမြုပ်ထားတဲ့ရေဆိုးထုံမြောင်းရဲ့ရေတွင်းဖုံးမန်ဟိုကာဗာစီကိုအကြည့်ရောက်သွားတယ်စိမ့်ဖြတ်နဲ့မှိတ်နေတဲ့အလင်းရောင်လေးတစ်ခုကကျမရဲ့အာယုံကိုဖန်ဆားသွားတယ်အဲ့ဒီရေတွင်းဖုံးအကွဲကြောင်းလေးတွေထဲကနေအေးဆက်ဆက်လင်းငွေလေးတွေအပြင်ကိုထွက်နေတယ်လို့ပဲအဲ့ဒါလုံခြုံရေးအိမ်ဖြစ်နိုင်မလားလမ်းပေါ်ကအပူလိုင်းတွေကပိုပြီးကြီးမားလာတယ်လေထုကပေါင်းအိုးကြီးလိုပူလောင်နေပြီးကတ္တရာလမ်းမျက်နှာပြင်တောင်အရေးပြောတော့မလို့ပဲလမ်းလေကောင်ကိုဘယ်သူမှမသွားရကြဘူးကျမသွားစီပြီးစွတ်စားကြည့်ဖို့ဆုံးဖြတ်လိုက်တယ်ခြေတလန်းလှမ်းလိုက်တာနဲ့ဖက်နှက်အောက်ခံကကက်ဆေးဆေးဖြစ်နေတာကိုခံစားလိုက်ရတဲ့အပူလိုင်းကိုအန်တူပြီးရှေ့ဆက်သွားရမှာဖြစ်လို့အခက်ခဲကတေချာပေါက်ကြီးမားလိမ့်မယ်တကားလက်ကင်ကိုမကိုင်းနိုင်ခင်မှာလည်းအပူရက်ပြီးမူးလဲသွားနိုင်တယ်လို့တခြားသူတွေရဲ့မြင်တာကိုလည်းခံရနိုင်တယ်ဆုံးဖြတ်ချက်ချပြီးတာနဲ့ပြင်းထန်တဲ့နေရာကိုအန်တူပြီးကျမရှိကိုရှောက်သွားလိုက်တဲ့မျက်လုံးထောင်းကနေအနောက်ဘက်သိမ့်မဝေးတဲ့နေရာကတကားလက်ကင်ကိုလှမ်းမြင်နေရတဲ့ရုတ်တရက်ပခုံးပေါ်ကိုတုတ်ခိုင်တဲ့လက်တစ်ဖက်ရောက်လာတယ်ညီမလေးမင်းလုံခြုံရေးအိမ်ကိုတွေးလိုက်တာလားငါမျက်လုံးတွေကတိတ်မကောင်းလို့တကယ်လို့တွေးခဲ့ရင်လည်းပြောပါဦးငါတို့အတူတူသွားကြတာပေါ့အဲ့ဒီအမျိုးသားကအရက်တမီတာ60နဲ့6ပေကျော်လောက်ရှိပြီးအရက်ရှိရှိကိုလုံးတုံနဲ့တကူလုံးကနေလည်းအပူငွေ့တွေထွက်နေတယ်အကူကျမလည်းတေချာတော့မသိဘူးကျမအမြင်မှားတာလည်းဖြစ်နိုင်တယ်ဒါပေမဲ့အဲ့ဒီလူကမယုံဘူးသူကသူ့ရဲ့ခွန်အားတာစီရမှုကိုအသုံးချပြီးကျမရှိကနေဝင်လျှောက်ကကျမရဲ့လှုပ်ရှားမှုတွေကိုအကဲခတ်နေတဲ့သူကကျမထက်အရင်လုံခြုံရေးအိမ်ကိုတေချာပေါက်ရှာတွေ့မယ်လို့ယုံကြည်နေတာဒါပေမဲ့မထင်မှတ်ထားတာဖြစ်လာတယ်အဲ့ဒီအချိန်မှာပဲအပူလိုင်းကရုတ်တရက်ပူပြင်းထန်လာပြီးအားလုံးကိုအနောက်ဘက်ခြေလမ်းနှဲငယ်လောက်ဆုပ်သွားစေတဲ့အထိပူလောင်သွားတယ်ဒါဟာအခွင့်အရေးပဲအခြေအနေကိုကြည့်ပြီးကျမကိုလှည့်ကအပူလိုင်းကြောင့်မူးလဲသွားတဲ့အောင်ဟန်ဆောင်လိုက်တယ်ခန္ဓာကိုယ်ကိုပျောက်ကွယ်ချလိုက်ပြီးလမ်းမဘက်ကိုရိုင်သွားကမတ်တက်မရက်နိုင်တော့တဲ့ဟန်နဲ့မြေပြင်ပေါ်ကိုလဲကျပြီးလိမ့်ဆင်းသွားတယ်အားလုံးကလက်ဖြန့်သွားပြီးနောက်ကနေလိုက်ချင်ပေမဲ့ကျမလိမ့်သွားတဲ့နေရာကမိခိုးတွေတောင်ထွက်နေတဲ့လမ်းလေကောင်အပူဆုံးနေရာဖြစ်နေတဲ့မြင်ရတာကတကယ်ကြောက်စရာကောင်းနေတာမလန်မကန်းမှာရိမ့်ထိုးနေတဲ့ဘတ်စကားတစ်စီးကကျမစီကိုမောင်းနေလာတဲ့ကားဘီတွေကအပူချိန်မြင့်မာလုံးလို့ပုံမှန်တန်တောင်နည်းနည်းပြက်နေပြီးအားလုံးကကြောက်လက်တကြားမျက်လုံးပြူသွားကြတဲ့လူအုပ်ထဲကနေကျမကိုအော်ခေါ်လိုက်တဲ့အတန်တစ်ခုကိုခက်တဲ့ကြားလိုက်ရတဲ့ဘတ်စကားဒရိုင်ဘာကလည်းလန့်ပြီး brake ကိုစောင်းနေလိုက်တယ်ဒါပေမဲ့ brake ပြားတွေကအပူလုံခဲနေတဲ့အတွက်ဆူရှာတဲ့အတန်ကြီးထွက်ပေါ်လာတယ်နောက်တစ်စက္ကန့်မှာပဲမြေပြင်ပေါ်ကနေဖီယိုဖီယဲနဲ့ကျမပြောက်ကွယ်သွားတာကိုသူတို့မြင်လိုက်ရတော့တယ်ဂုံယူပါတယ်တင်ဟာလုံခြုံရေးအိမ်ထဲကိုဝင်ရောက်လာပါပြီလုံခြုံရေးအိမ်ထဲမှာတနာရီပြည့်အောင်နေထိုင်ပါကလုံခြုံရေးအိမ်နဲ့ချိတ်ဆက်မှုအောင်မြင်ပါလိမ့်မယ်အကယ်၍ဒီအချိန်တွင်းထွက်ခွာသွားပါကချိတ်ဆက်ခြင်းကိုအစကနေပြန်မှတ်ပါလိမ့်မယ်မောင်မိုက်နေပြီးဘာမှမမြင်ရပေမဲ့ကြာမြင့်စွာပျောက်ဆုံးနေခဲ့တဲ့အေးမြတဲ့ခံစားမှုကတကိုယ်လုံးကိုချက်ချင်းလွှမ်းခြုံသွားတယ်
ကျမတက်ပြင်းရှိကြီးချလိုက်မိတယ်ကန်ကောင်းလို့အလုတ်သွားတော့ကကြောပိုးအိတ်လေးလွယ်လာမိတယ်အိတ်ထဲမှာဘာတွေပါလဲဆိုတာကျမစစ်စစ်ကြည့်လိုက်တယ်လက်တော်တစ်လုံးတ िश ူးဆိုအသက်ကယ်ရည်တန်တပူကြက်ဥမီနှလုံးလက်မုံနှစ်ခုမနေ့ကမတော့ရသေးတဲ့နွားနို့တပူပမာဏကြီးတဲ့ပါဝါဘန်နဲ့ပေါင်မုတ်အသေးတစ်ဝက်ပါလာတယ်အိတ်ထဲကဖုန်းကတတီတီနဲ့ message တွေဝင်လာတယ်ဒီလုံခြုံရေးအိမ်ထဲမှာဖုန်းလိုင်းရနေလိမ့်မယ်လို့မထင်ထားခဲ့ဘူး message ကရုံးကယူတွေက admin စီကပါဝန်ထမ်းအားလုံးကို mention ခေါ်ပြီးဒီနေ့ပုံမှန်အတိုင်းရုံးတက်ရုံးချိန်မှန်မှတ်ပါနောက်ကျတဲ့သူတွေရက်မှန်ကြီးအပြတ်ခံရမယ်လို့ပို့ထားတယ်ကဘာပြက်နေပြီကိုဘာယုံတက်ရအောင်မှလဲကျမဆုံသွားတယ်ဒီငတုံးကဒါကိုရိုးရိုးအပူချိန်တက်တာလို့ပဲထင်နေတော့လားမသိဘူးလုတ်ဖို့ကိုင်ဖက်တယောက်ကချက်ချင်းပဲဒီနေ့နေရန်ပူလို့နဲ့လျှက်စစ်ဆက်ပြီးဘီးတွေတောင်အရေးပြောကုန်ပြီးရုံးချိန်နောက်ကျမှပဲဝင်တော့မယ်နိုင်ဝက်လောက်နောက်ကျခွင့်ပြုပါလို့စာပို့တယ်ကျွန်တော်ရုံးရောက်တော့မယ်ဒါပေမဲ့လမ်းပေါ်ကကတ္တရာတွေရေးပြောပြီးကားရန်ပိတ်နေတဲ့ခင်ဗျားတို့နိုင်ဝက်လောက်စိုးထွက်ရင်ဒီလိုဖြစ်မှာမဟုတ်ဘူးလို့နောက်တစ်ယောက်ကဝင်ပြောတယ်ကျမစုပ်တက်လိုက်မိတဲ့အထက်လူကြီးကဝန်ထမ်းတွေအပေါ်ကိုချင်းစာပေးဖို့မျှော်လင့်နေတော့မယ်လားဖုန်းပိတ်တော့မလို့လုံနေတော့တယောက်ကကျမကိုမန်ရှင်းခေါ်ထားတာတွေ့လိုက်တယ်။လောင်တော်ခုနကနင့်ကိုငါတွေ့လိုက်တယ်လမ်းပေါ်ကနေရုတ်တရက်ပျောက်သွားတာလုံခြုံရေးအိမ်ကိုတွေ့သွားတာလား။ပြောတဲ့သူကိုကြည့်လိုက်တော့လီကော်ချမ်းဖြစ်နေတယ်။ကျမဘာမှပြန်မပြောဘဲဝေချာကိုပိတ်လိုက်ပြီးဖုန်းမီအိမ်ကိုဖွင့်လိုက်တယ်လုံခြုံရေးအိမ်ထဲကိုမီးထိုးကြည့်လိုက်တော့အခန်းကတိတ်မကြီးဘူးအမြင့်3မီတာကျဲတစ်ဆက်စတူရန်မီတာလောက်ပဲရှိတယ်မီးမရှိဘူးနေရန်တွေကိုစမ်းကြည့်တော့ရေခဲလိုအေးဆက်နေတယ်။မြေအောက်ရေခဲတိုက်တစ်ခုနဲ့တူတယ်တစ်ခုတည်းသောထင်ရှားတဲ့အရာကတော့အလဲတက်တဲ့နေရန်ပေါ်မှာရှိတဲ့အနီရောင်ထိန်းချုပ်တံတစ်ခုပဲကျမအနာသွားပြီးထိန်းချုပ်တံကိုစစ်ဆေးကြည့်လိုက်တဲ့အထက်အောက်ပညာလမ်းကြောင်းလေးကိုရွှေ့လို့ရမယ့်ပုံပဲဖြည်းဖြည်းလေးတွန်းကြည့်လိုက်တော့ခန္ဓာကိုယ်ကချက်ချင်းရိုင်သွားသလိုခံစားလိုက်ရတယ်မြေအောက်ခန်းတစ်ခုလုံးမြေအောက်ထဲမှာရှေ့ကိုနည်းနည်းရွေ့သွားသလိုပဲဒါပေမဲ့ကျမလက်လွတ်လိုက်တာနဲ့ရုတ်တရက် break out လိုက်သလိုဖြစ်သွားတယ်ကျမချက်ချင်းပဲနောက်ထပ်2ချက်လောက်ထပ်ဆွဲကြည့်လိုက်တော့ဒိုင်းဆိုတဲ့အတန်နဲ့အတူဘာကိုဝင်တိုက်မိမှမသိပဲရွှေ့လို့မရတော့ဘူးခေါင်းမောကြည့်လိုက်မှရှေ့နေရန်ပုံမှာ electronic မြေပုံတစ်ခုရှိနေတာကိုတွေ့လိုက်ရတယ်မြေပုံပေါ်မှာဒီမြေအောက်ခန်းကိုဗဟိုပြုပြီးပတ်လဲမီတာ1000အတွင်းအခြေအနေကိုစက်ကင်ဖက်ပြနေတဲ့အနီရောင်အဆက်လေးတွေကျူးတူးကျဲတဲ့ရှိနေပြီးအဲ့ဒီအနီဆက်တွေကိုကွင်းမရှောင်နိုင်ရင်ဝင်တိုက်မိမှာပဲဒါအပြင်ဘေးနားမှာရှင်းလင်းချက်လေးတွေလည်းရှိသေးတယ်မိခိုးရောင်နယ်မြေကမြေပြင်အဖြူရောင်နယ်မြေကဟာလာဟင်းလင်းပြင်အပြာရောင်နယ်မြေကရေပြင်နဲ့ဒီလုံခြုံရေးအိမ်ကမိခိုးရောင်နယ်မြေမှာပဲရွှေ့ချနိုင်တဲ့အပြာရောင်နဲ့အဖြူရောင်နယ်မြေတွေကိုတွေ့ရင်ကွင်းရှောင်သွားရုံပဲရှိတယ်ဖုန်းကတတီတီထက်မိလာပြီးတယောက်ကအားလုံးကိုမန်ရှင်းခေါ်လိုက်ပြန်တယ်မင်းတို့အားလုံးလုံခြုံရေးအိမ်တွေရှာတွေ့သွားကြပြီလားငါကရုံးကိုတနာရီခွဲကြိုလာတာရုံးခန်းလေးထဲမှာတလုံးတွေ့ထားတယ်ဒီလိုချိန်ကြီးမှတော့ရုံးကိုအိမ်လိုသဘောထားတဲ့ဒီဝန်ထမ်းကအပြိုင်ဆိုင်လှုပ်ချင်နေတော့မယ်တကယ်နွားလိုရုံးတဲ့သူကသူ့ကိုယ်သူနွားမှန်းမသိဘူးငါတို့တော့မလွတ်တော့ဘူးလုံခြုံရေးအိမ်ထဲကိုလူအများကြီးဝင်လို့ရမှာပဲငါတို့ကိုခဏလောက်ဝင်ခိုးခွင့်ပေးပါလားငါလည်းရုံးခန်းအပေါ်အောက်အကုန်ရှာပြီးလုံခြုံရေးအိမ်မတွေ့ဘူးကိုဝန်ခမည်းဘယ်နားမှာလဲမကောင်းပါဘူးကွာအထဲမှာတနာရီနေမှလုံခြုံရေးအိမ်နဲ့ချိတ်ဆက်လို့ရမှာလို့ပြောတယ်ငါအခုထွက်လာလို့မရဘူးလူများများနေတော့တယောက်တည်းထက်ပိုကောင်းတာပေါ့ကိုဝမ်းငါတို့ကိုပေးဝင်ပါအပြင်မှာအရန်ပူလုံးလို့တကယ်ကြောက်စရာကြီးငါတော့ကြက်တော့မယ်ထင်တယ်တကယ်နှလုံးတွေဒါကရိုးရိုးအပူချိန်တက်တာမဟုတ်ဘူးဆိုတာအရန်တိတာနေတာကိုတကယ်လို့ကဘာပြက်ကိန်းသာစိုက်လာပြီဆိုရင်အပူချိန်ထိန်လုံခြုံရေးအိမ်ကိုရထားတဲ့အသက်ရှင်ကျန်ရည်သူတွေကအခွင့်အရေးကိုလက်ဦးမှုရယူထားနိုင်ပြီပဲဘသူကမနာလို့မဖြစ်ပဲနေမလဲကျမမြေအောက်ခန်းကိုဆက်လက်လာနေလိုက်တယ်မြေအောက်ခန်းရဲ့အပေါ်ဘက်မှာလေဝင်လေထွက်ပေါက်လိုနေရာတစ်ခုရှိတယ်။အဲ့ဒီကိုထိလိုက်တာနဲ့သတိပေးစာလေးပေါ်လာတယ်။အေးထိမ့်သိမ့်နိုင်စွမ်းကြာချိန်23မိနစ်12စက္ကန့်နဲ့ဒီရာကလုံခြုံရေးအိတ်ဆိုပေမဲ့အေးနေဖို့အတွက်စွမ်းရင်တူလောင်ဖို့လိုအပ်သေးတယ်။ဒါအပြင်မြေအောက်ခန်းရဲ့အထွက်ပေါက်ကိုထိလိုက်တဲ့အခါမှာလည်းသတိပေးစာပေါ်လာတယ်။80ဒီဂရီအပူလိုင်းကပ်ပေးကြရောက်တော့မည်။လုံခြုံရေးအိမ်နဲ့ချိတ်ဆက်မှုမပြီးဆုံးသေးပါထွက်ခွာရန်တေချာပါသလားဘဲထွက်မလဲအပြင်ဘက်ကအခုချိန်မှာမီးဖို့ကြီးလိုဖြစ်နေတာ။မြေအောက်ခန်းရဲ့နေရာလက်မကျန်လိုက်ရှာကြည့်ပေမဲ့တခြားချက်လက်ဘာမှမတွေ့တော့ဘူး။ဒါနဲ့ကျမထိုင်ပြီးအနားယူလိုက်တယ်အဲ့ဒီအချိန်မှာပဲလုံခြုံရေးအိမ်ရဲ့အထွက်ပေါက်စီကနေပြင်းထန်တဲ့ထုရိုက်တံတွေထွက်ပေါ်လာတဲ့တယောက်ကပူချစ်နေတဲ့မြေပြင်ကိုယူသွတ်နေတယ်လို့ရိုက်နှက်နေတဲ့ပုံပဲအဲ့ဒီနောက်မှာပဲ electronic အတန်ထပ်ထွက်လာတဲ့အပူလိုင်းကပ်ဘေးတရားဝင်ကြားရောက်လာပါပြီဒီကပ်ဘေးဟာ8နာရီကြာမြင့်မှာဖြစ်ပြီးလုံခြုံရေးအိမ်ထဲမှာရှိတဲ့အသက်ရှင်ကျန်ရည်သူတွေကတော့ကပ်ဘေးအတွင်းမှာဗာတိခိုင်မှုမှခံစားရမှာမဟုတ်ပါဘူးတခြားအသက်ရှင်ကျန်ရည်သူတွေကိုခဏလောက်စောင့်ကြည့်ခံစားလိုက်ပါကျေးဇူးပြုပြီးအသက်ရှင်အောင်နေကြပါဖုန်းကယူထဲမှာတော့စူညံပွက်လောရိုက်ပြီး message ရှာကြည့်ဝင်နေတယ်အရင်ကဝင်ထားတဲ့တီးတန့်ဂိမ်းကူးတစ်ခုကိုဖွင့်ကြည့်လိုက်တော့ဂယူထဲကတယောက်ကဝှက်လွှင့်နေတယ်ငါမခံနိုင်တော့ဘူးကဲကြပါဦးဘယ်သူလာကဲပေးနိုင်မလဲဗီဒီယိုထဲမှာတော့အရေးအဝါတဘာတစ်ခုမှမရှိတဲ့ကွင်းပြင်ကျဲကြီးထဲမှာပုံစရာရှာနေကြပြီးတချို့လူတွေရဲ့အရေးပြားတွေကနေလောင်တန်းကြောင့်ညီရဲကအရေးကြီးမှုတွေတောင်ထွက်လာပြီးအရေးကွန်တွေစတင်ကွာကျနေပြီဖြစ်တယ်အပူလိုင်းကဘာပြက်ကိန်းဆိုက်ရောက်လာတော့တကဘာလုံးကအပူချိန်ထိန်လုံခြုံရေးအိမ်တွေကိုအလူရက်ရှာဖွေနေကြပါတယ်လုံခြုံရေးအိမ်မရှိတဲ့သူတွေကတေမင်းနဲ့ရင်ဆိုင်နေရပါတယ်ကဲကြပါဦးကျမကတော့ဂိမ်းအစမှာတင်အေးဆက်နေတဲ့မြေအောက်ခန်းလုံခြုံရေးအိမ်နဲ့ချိတ်ဆက်မိသွားပါတယ်10မိနစ်တောင်မပြည့်ခင်မှာပဲဝက်လွှင့်နေတဲ့ဗီဒီယိုတွေကလူငိမ့်သက်သွားပြီးဖုန်းကလည်းအပူလုံကဲမှုကြောင့်မျက်နှာပြင်မဲသွားကပိတ်သွားပါတယ်အဲ့ဒါကိုကြည့်ရင်ကျမကြောချမ်းသွားပါတယ်ဂယူထဲမှာစကားပြောတဲ့သူတွေလည်းချက်ချင်းနေသွားပါတယ်တဘာဝတရားကြီးရှိမှလူသားတွေရဲ့အသက်ကတကယ်ကိုနုနယ်လုံးပါတယ်ဂယူထဲကနောက်ဆုံးစာကိုလွန်ခဲ့တဲ့မိနစ်အနည်းငယ်ကကျွန်းဖုန်းဂျွန်ဖန်ကပို့ထားတာပါတောင်းပန်ပါတယ်ဒီလုံခြုံရေးအိမ်ကနည်းနည်းသေးလို့လူနှစ်ယောက်ပဲဆက်ပါတယ်တဲ့
ဆယ်စတူရမ်းမီတာလောက်ကျဲတဲ့ကိုယ့်ရဲ့ရေခဲတိုက်လုံခြုံရေးအိမ်ကိုကြည့်ရင်လုံခြုံရေးအိမ်တွေအားလုံးကမတူကြဘူးလားလို့တွေးမိပါတယ်လူနှစ်ယောက်ပဲစတဲ့လုံခြုံရေးအိမ်ဆိုတာဘယ်လိုမျိုးလဲချွေးထုတ်ခန်းစာနာလူမျိုးများလားဒီလိုကြည့်မယ်ဆိုရင်ကိုယ့်ရဲ့မြေအောက်ခန်းကတိတ်မဆိုးလာပါဘူးအနည်းဆုံးတော့နေရန်လေးပတ်စလုံးကနေကြောက်သားအေးတက်တွေထွက်နေပါတယ်ပစ္စည်းတွေစုဆောင်းသိမ်းဆည်းဖို့အတော်လေးအဆင်ပြေနိုင်ပါတယ်တခြားဂရုတွေထဲမှာတော့မြေအောက်စူပါမားကတ်ထဲပုံဝင်သွားလို့အသက်ဘေးကလွတ်သွားတဲ့သူတချို့ကိုတွေ့ရပါတယ်ဒါပေမဲ့ဝင်ပေါက်မှာနေလောင်ပြီးအရေးပျော်နေတဲ့ပလတ်စတစ်တွေကတ်တရာတွေပုံပန်းပြက်ပိတ်ဆို့နေပြီးအပူလိုင်းတွေကစက်တိုက်ဝင်ရောက်နေတာကြောင့်အခြေအနေကတိတ်ကောင်းမှုမရပါဘူးအပူလိုင်းကပ်ဘေးကလူအားလုံးကိုချက်ချင်းတိတ်ဆုံးသွားစေမှာမဟုတ်ပါဘူးလုံခြုံရေးအိမ်မရှာတွေ့သေးပေမဲ့အရေးရတဲ့နေရာတွေမှာပုံအောင်ပြီးခက်ခက်ခဲခဲအသက်ဆက်နေရတဲ့အသက်ရှင်ကျန်ရစ်သူအများပြားရှိနေသေးပါကျမဒီဂယူတွေကထွက်ဖို့ပြင်နေတော့ရုတ်တရက်တယောက်ကလုံခြုံရေးအိမ်နဲ့ပတ်သက်တဲ့ message တခုပို့လာပါတယ်လာခွေပဲမြေအောက်ရထားဘူးတာမှာလုံခြုံရေးအိမ်တစ်ခုရှာတွေ့တာအိမ်သားကြီးဖြစ်နေတဲ့နှစ်စတူရန်မီတာတောင်မပြည့်ဘူးထိုင်တာ toiletable တစ်လုံးတောင်ပါသေးတယ်စွန့်ပစ်မှုပမာဏ100ပြည့်ရင်လုံခြုံရေးအိမ်ကိုရွှေ့လို့ရမယ်လို့တတိပေးစာပေါ်လာတယ်မင်းကထိုင်တာလေးပါသေးတယ်ဆိုတော့တော်သေးတာပေါ့ငါလည်းအိမ်သားထဲမှာပဲဒါပေမဲ့ထိုင်ကုန်မပါတဲ့ဘုံပိုင်းအိမ်သား squat toilet ဖြစ်နေတယ်အစိုးဆုံးကငါကိစ္စရှင်းလို့တဝက်ပဲရှိသေးတယ်အိမ်သားကလုံခြုံရေးအိမ်ဖြစ်သွားတာပဲအခုရေဆွဲချဖို့တောင်ရေမရှိဘူးပူအိုက်လုံးတော့အဲ့ဒီအနံကြီးကပြောမပြတ်တတ်အောင်ပါပဲငါဘာပြောမိလို့လဲဒါဆိုရင်ငါကန်ကမင်းထက်ပိုကောင်းနေလို့ပဲဖြစ်ရမယ်ငါထိုင်တာကအနံ့အသက်မရှိဘူးရေတိုင်ကြီးထဲမှာလည်းရေရှိသေးတယ်ပြီးတော့ကြွေပြားတွေကလည်းအေးနေတယ်ရေတိုင်ကြီးထဲကရေကတက်มาတယ်တောက်လို့ရမှာပါအိမ်သားထဲကရေကိုတောက်ရမယ်ငါယူနေလို့လားဘသူကအဲ့ဒီရေကိုတောက်နိုင်မှာလဲရေစာလို့တေခါနီးဖြစ်လာရင်တေးကိုတောင်လူတောက်ရမှာပဲကျမကတော့ဖက်ရတာအတော်လေးသဘောကျနေမိပါတယ်အဲ့ဒီအချိန်မှာနောက်တစ်ယောက်ကဝင်ပြောပါတယ်ငါဟာကတစ်ပင်အိမ် tree house အိမ်သားမပါဘူးဒါပေမဲ့အထူးကုန်တတိ special attribute တစ်ခုပါလာတယ်နေတိုင်းအေးမြတဲ့တတိတစ်လုံးရိတ်သိမ်းခွင့်ရဖို့အခွင့်အရေးရှိတယ်လို့ပြောပါတယ်လုံခြုံရေးအိမ်ရှာတော့ကအချိန်ကိုကျမပြန်စဉ်းစားကြည့်မိပါတယ်တကားလက်ကင်တွေမှာရွှေရောင်ငွေရောင်နဲ့ကြေးစိမ်းရောင်တွေရှိနေတာကရွှေငွေကြေး bronze တွေနဲ့တူပါတယ်ဒါကလုံခြုံရေးအိမ်တွေရဲ့မတူညီတဲ့အဆင့်တွေကိုခွဲခြားထားတာများလားအဆင့်မြင့်လုံခြုံရေးအိမ်တွေမှာအပိုအရင်းမြစ်တွေပါလာနိုင်ပါတယ်အဲ့ဒီလိုတွေးနေတော့မှပဲဂရုထဲမှာလုံခြုံရေးအိမ်ပိုင်ဆိုင်တဲ့စတုထားမြောက်လူထွက်လာပါတယ်ငါလုံခြုံရေးအိမ်ကစာကြည့်တိုက်ဖြစ်နေတယ်အကျယ်ကြီးပဲ3.4 စတူရန်မီတာလောက်ရှိမယ်အထဲမှာရေတောက်ဆက် water dispenser ရောပေါင်မုန့်ကင်ဆက်ရောရှိတယ်စားစရာတောက်စရာတွေလည်းပါသေးတယ်လုံခြုံရေးအိမ်တွေကတကယ်ပဲအဆင့်ခွဲခြားထားတာဖြစ်ပါတယ်ဒါပေမဲ့အားနည်းချက်ကလည်းအရန်တိတာပါတယ်အဲ့ဒါကမှန်ချက်တွေကြီးပဲတုံးထားတဲ့စာကြည့်တိုက်ဖြစ်နေတာပါအခုလိုအလွန်မင်းပူပြင်းနေတဲ့အခြေအနေမှာမှတ်လုံးအိမ်ဆိုတာအလင်းရောင်စုဆုံတဲ့ CO ကြီးတစ်ခုလိုဖြစ်နေမှာပါပြီးတော့လုံးဝပုံကွက်ထားလို့လည်းမရပါဘူးတနေရာထဲမှာရက်နေတဲ့အချိန်ဆိုရင်တခြားတက်ရှင်ကြံရစ်သူတွေကတစ်ချက်ကြည့်လိုက်တာနဲ့တွေ့နိုင်ပါတယ်မျက်နှာပြင်ထဲမှာမြင်နေရတာကတကယ်ပဲအပြင်ဆင်လှပတဲ့မှတ်လုံးစာကြည့်တိုက်ဖြစ်နေပါတယ်အပြင်ဘက်မှာတော့လူတစုကပူချစ်နေတဲ့မှန်တွေကိုစက်တိုက်ထုရိုက်နေကြပါတယ်ဒီနေရာကတိတ်မလုံခြုံတော့ဘူးဆိုတာသိတာပါတယ်အပူချိန်ကစက်တိုက်မြင့်တက်လာတာနဲ့အမျှတာမန်အဆောက်အုံတွေကမကြခင်မှာပဲပေါင်းကြီးတွေလိုဖြစ်သွားပါလိမ့်မယ်အပြင်ကလူတွေကသူ့ကိုတကားဖွင့်ပေးဖို့နဲ့အထဲဝင်ပြီးအေယာကွန်အေးခံခွင့်ပြုဖို့တောင်းဆိုချင်နေကြတာပါဒီစကားကြောင့်ဂယူတဲကလုံခြုံရေးအိမ်ရှိတဲ့သူတွေအားလုံးချက်ချင်းတိတ်ဆိတ်သွားကြပါတယ်ငါဂရုအသစ်တစ်ခုပြန်ဖွဲလိုက်မယ်လုံခြုံရေးအိမ်ရှာတွေ့ထားတဲ့သူတွေဝင်ခဲ့ကြဝင်ခွင့်စစ်ဆေးမဲ့တတ်မှတ်ချက်ကတော့လုံခြုံရေးအိမ်ရှင်းလင်းချက်ရဲ့နောက်ဆုံးစကားလုံးကိုဖြေရမယ်ဒီအချိန်ကစပြီးလုံခြုံရေးအိမ်ပိုင်ဆိုင်တဲ့သူတွေနဲ့လုံခြုံရေးအိမ်မရှာတွေ့သေးတဲ့အသက်ရှင်ကျန်ရစ်သူတွေဟာလုံးဝကိုတီးခြားစီကွဲထွက်သွားကြပါတော့တယ်ကျမကတော့ဂိမ်းအစမှာတင်အေးဆက်နေတဲ့မြေအောက်ခန်းလုံခြုံရေးအိမ်နဲ့ချိတ်ဆက်မိသွားတယ်လုံခြုံရေးအိမ်ရှာတွေ့တာဘာများအထင်ကြီးစရာရှိလို့ကြွားနေရတာလဲစာကြည့်တိုင်းနဲ့မှန်လုံးအိမ်တွေမဟုတ်လားငါသာနေလောက်မသိရင်နင့်ကိုရှာပြီးတက်ပြစ်မယ်လို့မျက်နှာပြင်ကတဆင့်တောင်တစ်ဖက်လူရဲ့ဒေါသကိုခံစားနေရတယ်နောက်တစ်စက္ကန့်မှာပဲလောလောအာလီကဂယူတဲကနေထွက်သွားတဲ့ချက်ချင်းပဲလုံခြုံရေးအိမ်ပိုင်ဆိုင်ထားတဲ့သူတွေအကုန်လုံးဂယူတဲကထွက်သွားကြတယ်စကားတခုမှမပြောရသေးတဲ့နောက်တစ်ယောက်လည်းထွက်သွားတယ်သူတို့တီးတန့်ဂယူအစ်စ်တစ်ခုများဖွဲ့လိုက်ကြလားမသိဘူးဂုံယူပါတယ်အမှတ်68836ကိုအဆင့်တက်လုံခြုံရေးအိမ်နဲ့အောင်မြင်စွာချိတ်ဆက်ပြီးပါပြီဆက်လက်ပြီးလုံခြုံရေးအိမ်အသုံးပြုနေစီမင်းများကိုမိတ်ဆက်ပေးပါမယ်တေချာနားထောင်ပေးပါလုံခြုံရေးအိမ်တစ်ခုချင်းစီမှာမတူညီတဲ့ဂုဏ်သက်တည်တွေရှိပြီးအားသာချက်အားနည်းချက်တွေလည်းမတူညီကြပါဘူးတင်းရဲ့လုံခြုံရေးအိမ်မျိုးစားကတော့အပူချိန်နဲ့မြေအောက်ခန်းဖြစ်ပါတယ်တင်းကိုယ်တိုင်တေချာအသုံးပြုကြည့်ပြီးကမ္ဘာအဆုံးသက်ဂိမ်းကိုအကြံပြုချက်ပေးနိုင်ပါတယ်ကျွန်တော်တို့အနေနဲ့လည်းပုံမကောင်းမွန်အောင်အဆင့်မြင့်တင်မှုတွေဆက်လက်လှုပ်ဆောင်သွားပါမယ်အသက်ရှင်ကျန်ရစ်သူပိုင်ရှင်တည်ဆုံးသွားပါကလုံခြုံရေးအိမ်သည်ညီသူနှင့်မျှချိတ်ဆက်မထားသောအခြေအနေသို့ပြန်လည်ရောက်ရှိသွားမည်သို့မဟုတ်တက်ဖြတ်သူမှရယူပိုင်ဆိုင်သွားမည်ဖြစ်ပါသည်မိမိလုံခြုံရေးကိုအထူးဂရုစိုက်ပါနောက်ဆုံးအနေနဲ့လုံခြုံရေးအိမ်ထဲမှာရှောင်တိုးလို့ခေါ်လိုက်ရင်လုံခြုံရေးအိမ်စနစ်ကိုနှိုးနိုင်ပါတယ်အချက်လက်ဖွင့်ပြပါဆိုတဲ့ညွှန်ကြားချက်ကိုပြောလိုက်ရင်လုံခြုံရေးအိမ်ရဲ့အသေးစိတ်အချက်လက်ကိုဖွင့်ကြည့်နိုင်ပါတယ်ရှောင်တိုးအချက်လက်ဖွင့်ပြပါအချက်လက်တွေကအရန်တူတောင်းပြီးတိတ်အသုံးဝင်တာမပါဘူးဒါပေမဲ့အေးထိမ့်သိမ့်နိုင်စွမ်းကြခြင်းကိုတော့တွေ့နိုင်တယ်ကျမလောလောအာလီရဲ့ဂယူတဲကိုမဝင်ဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီဂယူတဲဝင်သွားတဲ့သူတွေအားလုံးကလုံခြုံရေးအိမ်ကိုစီရှိထားကြတယ်ဆိုပေမဲ့အပေါ်ရန်ကြည့်ရင်တော့အားလုံးမှာရှိနေလို့လူယူခြင်းစိတ်မရှိနိုင်ဘူးလို့ထင်ရပေမဲ့တကယ်လို့တယောက်ယောက်ကလုံခြုံရေးအိမ်မရှိတဲ့သူတွေကိုလုံခြုံရေးအိမ်ရအောင်ကူညီပေးခြင်းနေရင်ကောအဲ့ဒါဆိုအရန်အနေနဲ့မများဘူးလားအိတ်ထဲကကြက်ဥမီနှလုံးကိုစားပြီးနွားနို့တပူတောက်လိုက်တယ်နေဦး
ဒီလုံခြုံရေးအိမ်ဆိုတာကြီးတကယ်ရှိနေမှာတော့နောက်၈နာရီကြာရင်တခြားကပ်ဘေးတွေများထက်လာအောင်မလားမဖြစ်ဘူးငါဒီအတိုင်းထိုင်ဆောင်နေလို့မရဘူးမြေအောက်ခန်းကရွှေ့လို့ရနေတာပဲတခုခုတော့လုံးဝဖြစ်မယ်ခုနကမြေအောက်စူပါမားကတ်ထဲပုံသွားတဲ့လူကိုသွားတတိရလိုက်တယ်စူပါမားကတ်တွေဆိုတာပစ္စည်းတွေအမြဲဖြည့်တင်းလေးရှိတယ်အထူးသဖြင့်စူပါမားကတ်ကြီးတွေမှာမြေအောက်ကိုတောင်တွေရှိတတ်တယ်မြေအောက်ဆိုတာကမြေပြင်ထက်ပိုအေးမြတာတဘာဝပဲမြေအောက်ခန်းကိုထိန်းချုပ်ပြီးစူပါမားကတ်ရဲ့မြေအောက်ကိုတောင်ကိုတော့အားရှာလို့ရမလားမသိဘူးဖုန်းကိုထုတ်မြေပုံကိုဖွင့်ပြီးဒီမြို့မှာအကြီးဆုံးဖြစ်တဲ့စူပါမားကတ်ကိုဒီနေရာ location မှတ်လိုက်တဲ့လားရကိုအတီးပြုတ်ပြီးတာနဲ့ထိန်းချုပ်တံကိုထက်ကင်လိုက်တဲ့မိနစ်30ကျော်လောက်ကြာတော့ကျမထိန်းချုပ်ရတာကိုအတော်လေးကျွမ်းကျင်သွားပြီးမြေအောက်ခန်းကိုအတားအဆီးတွေနဲ့ဝင်လို့မရတဲ့နေရာတွေကိုရှောင်ရှားပြီးချောချောမွေ့မွေ့မောင်းနေနိုင်နေပြီးတစ်ချိန်တည်းမှာပဲမြေပြင်အခြေအနေကိုအတီးပြုတ်ဖို့အပြင်ကိုအဆက်မပြတ်လှမ်းကြည့်နေမိတယ်လောလောဆယ်လုံခြုံရေးအိမ်အပြင်ဘက်မြေပြင်အပူချိန်က85ဒီဂရီဆယ်စီယပ်ကိုရောက်နေပြီးကပ်ဘေးကပုံမဆိုးရလာတဲ့အခြေအနေမှာရှိနေတဲ့အပူလိုင်းကအရန်ပြင်းထန်လွန်းလို့တကားတောင်ဖွင့်လို့မရဘူးမကြခင်မှာပဲစူပါမားကတ်ရဲ့မြေအောက်ကိုတောင် area မှာမြေအောက်ခန်းကိုရက်လိုက်တဲ့တမျိုးလုံးမှာအကြီးဆုံးနဲ့ပစ္စည်းအစုံဆုံးစူပါမားကတ်ဖြစ်တဲ့အတွက်ဖွင့်ချိန်ကမနက်10နာရီကနေည10နာရီထိဖြစ်တယ်ဒီမနက်အပူချိန်မြင့်တက်တာကမနက်8နာရီလောက်ကတည်းကစတင်ခဲ့တာဆိုတော့အခုချိန်မှာဒီစူပါမားကတ်မှာဝန်ထမ်းတွေရှိမှာမဟုတ်ဘူးထွက်ပေါက်ကိုထိလိုက်တာနဲ့ထင်းတဲ့အတိုင်းပဲသတိပေးစာလေးပေါ်လာတယ်ထွက်ပေါက်ကလည်းမီတာ50အတွင်းအခြားအသက်ရှင်ကျန်ရည်သူမရှိပါတင်လုံခြုံရေးအိမ်မှာထွက်ခွာသွားပါပြီမြေအောက်ခန်းလုံခြုံရေးအိမ်ကိုတင်ထွက်ခွာသွားချိန်တွင်တဲဆောင်သွား၍မရနိုင်ပါလုံခြုံရေးအိမ်ဤဝင်ပေါက်နေရာကိုမှတ်သားထားပါတစ်ချိန်တည်းမှာပင်လုံခြုံရေးအိမ်ဤပစ္စည်းပို့ဆောင်ရေးလမ်းကြောင်းကိုတင်ဘယ်ဘက်လက်ဖွားပေါ်တွင်ရေခဲပွင့်တက်တူးပုံစံဖြင့်တင်စီထားပါမည်ဘယ်ဘက်လက်ဖွားနှင့်ထိတွေ့သောပစ္စည်းများကိုလုံခြုံရေးအိမ်တွင်သို့ထည့်သွင်းတင်စီနိုင်ပါသည်တဘာဝအရင်းမြစ်များသည့်လုံခြုံရေးအိမ်နေရာလူ၏အများဆုံး80%အထိသာနေရာယူခွင့်ရှိပါသည်ကျေးဇူးပြု၍ကန့်သက်ချက်ထက်မကျော်လွန်ပါစေနှင့်ကျမချက်ချင်းပဲစင်တွေကိုတစ်ခုချင်းစီလိုက်စစ်ဆေးကြည့်လိုက်တယ်အစားအသောက်အမျိုးအစားအလုံးကတဘာဝအရင်းမြစ်များအဖြစ်ပြတ်နေပြီးတက်တန်းက9ရက်ပဲခံမယ်လို့တွေးလိုက်ရတယ်ဒီအပူချိန်ပြင်းပြင်းအောက်မှာတာမန်အစားအသောက်တွေကလုံခြုံရေးအိမ်ထဲထည့်ထားရင်တော့အချိန်ကြာတင်ထားလို့မရနိုင်ဘူးဆိုတာထင်ရှားတယ်ဒီအချက်လက်ကကျမကိုရိတ်ခါတွေအများကြီးစုဆောင်းခြင်းနဲ့စိတ်ဆန္ဒကိုပျောက်သွားစေတယ်နေ့စဉ်သုံးပစ္စည်းတွေရေနဲ့သုံးပြီးရင်ကုန်သွားမယ်လျှက်စစ်ပစ္စည်းတွေကိုပဲစုဆောင်းမှုဆုံးဖြတ်လိုက်တယ်အတွင်းခံအဝတ်စားတွေထားတဲ့နေရာကိုဖြတ်သွားတဲ့အခါထောက်နာကအရေးထဲမှာအဖြူရောင်လင်းတန်းလေးတစ်ခုတောက်ပနေတာကိုသတိထားမိလိုက်တယ်အီလက်ထရွန်နဲ့သတိပေးတံထွက်ပေါ်လာတယ်တင်ဟာကဘာပြက်ကိန်းအတွင်းမှာယတနာတစ်တာကိုပထမဆုံးဖွင့်လှစ်တဲ့အသက်ရှင်ကျန်ရည်သူဖြစ်ကြောင်းစစ်ဆေးတွေ့ရှိရပါတယ်ယတနာတစ်တာရဲ့အထူးလက်ဆောင်ကိုရရှိပါပြီ။နောင်ကဘာပြက်ကိန်းကာလအတွင်းတင်ရှာတွေ့သမျှယတနာတစ်တာအလုံးအတွက်စုကြည်နှစ်ဆရရှိပါလိမ့်မယ်။ဒီယတနာတစ်တာတွေကထွက်လာတဲ့အစားအသောက်တွေကတက်တန်းကန့်သက်ချက်မရှိပါဘူး။တဘာဝအရင်းမြစ်တွေကနေရာယူတဲ့ကန့်သက်ချက်တွေရှိပေမဲ့တစ်တာတွေကအရင်းမြစ်တွေကတော့လုံခြုံရေးအိမ်ရဲ့ကိုတောင်နေရာကိုပဲယူပြီးတစ်ခုပေါ်တစ်ခုထပ်ပြီး stock တင်ထားလို့ရပါတယ်။ဒါကြောင့်တကယ်တမ်းစုဆောင်းတင်စီရမယ့်ပစ္စည်းတွေကယတနာတစ်တာတွေကကဘာပြက်ကိန်းသုံးပစ္စည်းတွေပဲဖြစ်ပါတယ်။ကျမချက်ချင်းပဲအလုပ်ဆက်လုပ်လိုက်ပါတယ်ကြီးမကျေပြန့်တဲ့မြေအောက်ကိုတောင်ကြီးထဲမှာရှောက်သွားနေရင်လမ်းတောင်ပျောက်ချင်တယ်လို့ဖြစ်သွားပါတယ်ဒါပေမဲ့မထင်မှတ်ထားတာကမြေအောက်ခန်းနေရာလို့80%အထိပြည့်သွားတဲ့အထိဒုတိယမြောက်ယတနာတစ်တာကိုမတွေ့ရသေးပါဘူးကြည့်ရတာယတနာတစ်တာတွေကရှာရအဲ့လောက်မလွယ်ဘူးထင်ပါတယ်လောလောဆယ်လုံခြုံရေးအိမ်ချိတ်ဆက်မှုအရေးအတွက်ဟာ90%ကိုရောက်ရှိသွားပါပြီ။ရှောင်းတူးကအားလုံးအတွက်လုံခြုံရေးအိမ်အသက်ရှင်ကျန်ရည်သူများဆက်သွယ်ရေးစင်တာကိုဖွင့်လှစ်ပေးလိုက်ပါတယ်။အမိန့်ပေးစကားပြောပြီးဆက်သွယ်ရေးစင်တာကိုဝင်ရောက်ကစကားပြောဆိုတာတွေပစ္စည်းဖလှယ်တာတွေပြုလုပ်နိုင်ပါတယ်။ကဘာပြက်ကိန်းယနာတစ်တာတွေကဘာမြေပေါ်ကိုကျဆင်းလာပါပြီးလုံခြုံရေးအိမ်နဲ့ချိတ်ဆက်ထားတဲ့အသက်ရှင်ကျန်ရည်သူတွေသာတစ်တာထဲမှာပါတယ်ကဘာအဆုံးသက်ကိန်းရဲ့ဂိမ်းရင်းမြစ်တွေကိုမြင်တွေ့နိုင်မှာပါအဲ့ဒီအရာတွေကတက်တန်းကန့်သက်ချက်မရှိသလိုအထူးစွမ်းရည်တွေလည်းပါဝင်ပါတယ်ပထမဆုံးအရောက်မတူတဲ့ယနာတစ်တာတွေကိုဖွင့်လှစ်နိုင်တဲ့အသက်ရှင်ကျန်ရည်သူတွေဟာအထူးလက်ဆောင်တွေကိုရရှိအောင်မှာဖြစ်ပါတယ်ဒီတစ်ချိန်နေအောင်ကြီးပောက်ကွဲမှုအပူလိုင်းကပ်ဘေးက9ရက်ကြာမြင့်မှာဖြစ်ပါတယ်အသက်ရှင်ကျန်ရည်သူများအားလုံးစူးစမ်းပြီးအသက်ရှင်အောင်နေကြပါအသက်ရှင်ကျန်ရည်သူများဆက်သွယ်ရေးစင်တာကိုဖွင့်ပါလို့ကျွန်မညွှန်ကြားလိုက်ပါတယ်လူတချို့စကားပြောနေကြပါပြီဒါပေမဲ့ပူသေးတော့မယ်ဘသူစီမှာရေးရှိလက်အပြင်ဘက်ကမိဖို့ကြီးလို့ဖြစ်နေပြီဆိုတဲ့အတိတ်ပဲမရှိတဲ့စကားတွေကြီးပါပဲတစ်ဖက်လူရဲ့နာမည်ကိုနှိပ်ပြီးတီးတန့်စကားပြောတာတွေအယောင်းဝယ်လုပ်တာတွေပြုလုပ်နိုင်ပါတယ်ပစ္စည်းတွေရဲ့ဘေးမှာအယောင်းဝယ်ရှင်းလင်းချက်ရှိပြီးနှစ်ဦးနှစ်ဖက်စလုံးကကုန်ပစ္စည်းကိုစစ်ဆေးပြီးအတီးပြုတီထုတ်ကိုနှိပ်မှသာအယောင်းဝယ်အောင်မြင်မှာဖြစ်ပါတယ်ဆက်သွယ်ရေးစင်တာမှာအသုံးဝင်တဲ့အချက်လက်ဘာမှမရှိတာတွေ့တော့ကျွန်မပိတ်ပစ်လိုက်ပါတယ်တခြားသူတွေလုံခြုံရေးအိမ်ထဲမှာကွေးကွေးလေးပုံပြီးမလုပ်ရတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးပစ္စည်းတွေနဲ့ယတနာတစ်တာတွေပို့ရှာမှဖြစ်ပါမယ်ထွက်ပေါက်လေးခုစလုံးနီးပါးအရေးပြောနေတဲ့တမန်တကာ roller shutter တွေနဲ့ပိတ်ဆို့နေတဲ့မြေအောက်ကားပါကင်တစ်ခုထဲမှာ2နာရီလောက်အချိန်ယူရှာဖွေပြီးနောက်ယတနာတစ်တာ6ခုကိုရှာတွေ့ခဲ့ပါတယ်အဖြူရောင်ယတနာတစ်တာတွေကချွင်းချက်မရှိအစားတောင်းတဲ့ရေတွေကြီးပါပဲတစ်တာကိုဖွင့်လိုက်တဲ့အချိန်မှာပဲအထက်ကပစ္စည်းတွေကနှစ်ဆဖြစ်သွားပါတယ်2နာရီလောက်ရှာတာတော့အဖြူရောင်ယတနာတစ်တာတွေကြီးတွေ့နေရတော့ဒီကဘာပေါ်မှာအဖြူရောင်တစ်တာတွေပဲရှိတော့တာလားလို့တောင်ထင်သွားမိပါတယ်ကံကောင်းစွာနဲ့ပဲစတုထမြောက်မြေအောက်ကားပါကင်ထဲမှာတော့မတူညီတဲ့အနီရောင်ယတနာတစ်တာတစ်ခုကိုရှာတွေ့ခဲ့ပါတယ်ဖွင့်ကြည့်လိုက်တော့အထဲမှာမီသက်ပစိန်တစ်လက်ရှိနေပါတယ်အဲ့ဒါကအထူးလက်ဆောင်ကိုမရစေခဲ့ပါဘူးဒါပေမဲ့မဆန်းပါဘူးအချိန်တွေလည်းအတော်လေးကုန်သွားပြီဆိုတော့တခြားအသက်ရှင်ကျန်ရည်သူတွေလည်းကိုကာကွယ်ဖို့ပစ္စည်းတွေရှာချင်ကြမှာပဲမီသက်ပစိန်ကိုလက်ထဲမှာကိုင်လိုက်ပြီးနောက်ကျမနဲ့မလန့်မကန်းမှာရက်ထားတဲ့မာစီတီကာရဲ့အပေါ်မှာလည်းသတင်းချက်လက်စာကြောင်းတစ်ကြောင်းပေါ်လာပါတယ်ကျမချက်ချင်းပဲပစိန်ကိုကင်ပြီးကားကိုခုတ်ချလိုက်ပါတယ်ကျမရဲ့ခွန်အားနဲ့ဆိုရင်ပစိန်ကို3ရင်တောင်ကားပေါ်မှာတိတ်နဲ့ဆိုင်ခုန်နိုင်မယ်မထင်ထားခဲ့ပါဘူးဒါပေမဲ့ဒီပစိန်ရှိမှာကားကစက်ကူဖာလိုမျိုးကျွတ်ဆက်နေပြီးတစ်ချက်ခုတ်လိုက်တာနဲ့ပျက်စီးသွားလိမ့်မယ်လို့မထင်ထားမိပါဘူး3ချက်မြောက်ခုတ်ချလိုက်တဲ့အချိန်မှာတော့ကားကတန်းမုံတွေဖြစ်ပြောင်းလဲပြီးချက်ချင်းပြောက်ကွယ်သွားပါတယ်မြေပြင်ပေါ်မှာတော့ခရမ်းရောင်ယတနာတစ်တာတစ်ခုပေါ်လာပါတယ်ကျမမျက်နှာဝင်းလက်သွားပြီးချက်ချင်းဖွင့်လိုက်ပါတယ်
အထဲမှာခရမ်းရောင်စာလိပ်တစ်ခုပေါ်လာပါတယ်ချက်ချင်းပဲအဲ့ဒီစာလိပ်ကိုအသုံးပြုလိုက်တော့အပူခံပြားနဲ့အေးဓာတ်ဖြစ်စေဆိုတဲ့ပစ္စည်းနှမျိုးအဖြစ်ပြောင်းလဲသွားပါတယ်